ညာတက်တဲ့တူလူတိုင်းတန်ဖိုးထားတယ်မင်းတို့ဘွဲရတယ်ဘာတွေမပြောဘူးနော်ဘယ်တက်ကသူကဘာဘွဲရတယ်10တန်းအောင်တယ်ဘာတွေဘာမပြောမင်းတို့ရဲ့လုံနေတဲ့နယ်ပယ်မှာကျွမ်းကျင်လာအဲ့ဒါကိုပညာတက်တဲ့ခေါ်ပညာမရှိသူဤဝန်ထမ်းတဲ့ကိုယ့်ရဲ့နယ်ပယ်မှာကျွမ်းကျင်အောင်လုပ်တယ်အမြဲတမ်းဝန်ထမ်းနေရတယ်ဒါကြောင့်ဝန်ထမ်းလို့အလုပ်သမားလို့လုပ်ပါစီးစနစ်ကြပါသေးဒါပေမဲ့အတွေးကြတော့ဘယ်လိုလဲအလုပ်ရှင်လို့တွေခုသားတို့သမီးတို့လုပ်ငန်းတွေစလုပ်တော့မယ်ဝန်ထမ်းတွေစလုပ်တော့မယ်တနေ့တည်းဝန်ထမ်းချိန်8နာရီရှိတယ်ဆိုပါတော့သို့မဟုတ် overtime နဲ့10နာရီရှိတယ်ဆိုပါတော့အဲ့ဒါဝန်ထမ်းချိန်ဒါဆို24နာရီမရှိဘူးလားအဲ့ချိန်8နာရီယူတယ်ဆိုရင်ဘယ်လောက်ကြာမလဲခုနက10နာရီအဲ့ချိန်က8နာရီဆိုပါတော့အဲ့ဒါဘယ်လောက်ဖြစ်သွားလဲ18နာရီဘယ်လောက်ကြံတော့နောက်ထပ်6နာရီကြံသေးတယ်ဟုတ်လားအဲ့စားချိန်တောက်ချိန်အပြင်းဖြေချိန်4နာရီယူလိုက်ဘယ်လောက်ကြံသေးတော့အဲ့ဒီ2နာရီကမင်းတို့တတိဖြစ်ဖို့အခွင့်အလမ်းပဲစီးပွားရေးလုပ်ငန်းရှင်ဖြစ်ဖို့အခွင့်အလမ်း2နာရီပေးထားတယ်အဲ့ဒီချိန်မှာဂိမ်းစောနေတယ်မင်းတို့ခွေးပဲဖြစ်ပါဘာမှမဖြစ်ဘူးနော်အသက်ကြီးပြီးတော့အချိန်မသိတဲ့လူပဲဖြစ်လိမ့်မယ်ဒါကြောင့်အလုပ်သမားလို့ဝန်ထမ်းလို့လုပ်နေတဲ့အချိန်မှာတထေးတွေးနိုင်အောင်တထေးမြင်နိုင်အောင်ဘုသူတ္တတွေရှားထားရတယ်